ဒီမေကွန်းလေးကိုဖြေပေးချင်ပါတယ်စုံသွားတဲ့သူကေတင်ချင်းရဖို့ဆုတောင်းပေးလို့ရနိုင်မလားတဲ့ဒါကတော့ခရိယန်တင်ချိုင်းပြင်ချင်းနဲ့ပတ်သက်ပြီးမှတင်လိုက်တဲ့အခါမှာ comment မှာမေးလာတဲ့မေကွန်းတွေဒီတစ်ခုပဲမဟုတ်တော့၄-၅ခုရှိတယ်နော် comment မှာမှတ်ထားတယ်တည်သွားတဲ့သူတွေအတွက်မေတ္တာပို့လို့ရလားဆုတောင်းပေးလို့ရလားသူတို့ကေတင်ချင်းရအောင်ဆုတောင်းပေးလို့ရလားစသဖြင့်ပေါ့နော်ဆိုတော့တမန်ကျင်းစာထဲမှာတည်တဲ့သူအတွက်ဆုတောင်းပေးလို့မရဘူးလို့မတွင်တင်ထားသလိုနေတို့တည်သွားတဲ့သူအတွက်ဆုတောင်းပေးပါလို့တွင်တင်ချက်လည်းမရှိပါဘူးတမန်ကျင်းစာထဲမှာအဲ့လိုမျိုးမရှိဘူးဆိုတော့တည်သွားတဲ့သူအတွက်ဆုတောင်းပေးလို့ရလားဆိုတဲ့မိကူကိုကျွန်တော်အပိုင်းနှစ်ပိုင်းနဲ့ဖြေပေးခြင်းတယ်နံပါတ်1တစ်ပိုင်းကဆုတောင်းပေးချက်ကတည်တဲ့သူအပေါ်မှာဘယ်တော့မှမထိရောက်တော့ပါဘူးဘာလို့လဲဆိုတော့ဟေဘဲထဲမှာရှင်းရှင်းလင်းလင်းတုံတင်ထားတဲ့ကျမ်းစာထဲမှာလေဟေဘဲထဲမှာဟေဘဲဩရာစာထဲမှာလူဒီတခါတည်းတည်ပြီးမှတရားစီရင်ခြင်းတို့ရောက်တယ်တဲ့ဆိုလိုချင်တာကတည်ပြီးတဲ့သူတွေအတွက်မေတ္တာပို့တာတို့ကယ်တင်ခြင်းရအောင်ဆုတောင်းပေးတာတို့ကတည်တဲ့သူအတွက်ဘာမှမထိရောက်တော့ပါဘူးအသက်မတည်သေးခင်မှာယေရှုခရစ်တော်ကိုမယုံကြည်ဘဲနဲ့တည်သွားပြီးတော့မှအသက်ရှင်နေတဲ့သူကငါအဖေမယုံကြည်ဘဲနဲ့တည်သွားလို့ငါအဖိုးမယုံကြည်ဘဲနဲ့တည်သွားလို့ငါသားသမီးတွေမယုံကြည်ဘဲနဲ့တည်သွားလို့ငါရဲ့မိသားစုဝင်တွေမယုံကြည်ဘဲနဲ့တည်သွားလို့ဆိုမှသူတို့တည်သွားပြီးမှသူတို့ကယ်တင်ခြင်းရဖို့ဆုတောင်းပေးလိုက်လို့သူတို့ကယ်တင်ခြင်းရသွားတာမျိုးကျမ်းစာနဲ့မကိုက်ညီပါဘူးအဲ့လိုမျိုးမရှိပါဘူးသူတို့ဆုတောင်းပေးမှသူတို့ကယ်တင်ခြင်းရသွားမယ်ဆိုရင်ဒီကနေ့အေးဝင်ဂလိလဲလှုပ်ရှားမလို့တော့ခံပြီးမှတည်သွားတဲ့သူတိုင်းကိုဆုတောင်းပေးနေုံပဲကောင်းကင်ရောက်ပြီလေဟုတ်တယ်နော်ဒါကြောင့်တည်သွားတဲ့သူအတွက်ကယ်တင်ခြင်းရအောင်ဆုတောင်းပေးလို့မရနိုင်ပါဘူးသူတို့ကယ်တင်ခြင်းမရနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဆုတောင်းပေးလို့ရလားဆိုတော့အပြစ်မရှိပါဘူးကျွန်တော်တို့ဆုတောင်းပေးတာတော့ဥပမာကျွန်တော်တို့အတုပမှာ RIP เนาะ RIP ဆိုတာငိမ့်ချင်းဆိုတာအနားယူပါအဲ့ဒါလဲတည်တဲ့သူအတွက်ဆုတောင်းပေးနေတာပဲလေဒါပေမဲ့တည်တဲ့သူအတွက်တော့ထိရောက်လားဆိုမထိရောက်ဘူးဆိုတော့တည်တဲ့သူအတွက်ဆုတောင်းပေးတယ်ဆိုတာကအပြစ်မဟုတ်ပေမဲ့တည်ပြီးတဲ့သူတွေအတွက်တမန်လွန်မှာဘာမှမထိရောက်တော့ဘူးအသက်ရှင်နေတဲ့သူအတွက်နစ်သိမ့်ခြင်းတာဖြစ်တယ်ထပ်ပြောမယ်နော်တည်တဲ့သူအတွက်ဆုတောင်းတယ်ဆိုတာကျွန်တော်တို့အသက်ရှင်တဲ့သူအတွက်နစ်သိမ့်ခြင်းတာဖြစ်တယ် RIP ငိမ့်ချမ်းစွာအနားယူပါတော့ကောင်းရာတုဂတိလားပါစေစသဖြင့်အဲ့ဓာတွေကအသက်ရှင်နေတဲ့မိသားစုတွေအတွက်နစ်သိမ့်တဲ့စကားတာဖြစ်တယ်တည်တဲ့သူတွေအတွက်ဘယ်တော့မှထိရောက်မှာမဟုတ်ထိရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့ထိုင်မှာဆုတောင်းပေးနေုံပဲအေးဝင်ဂလိလည်းလှုပ်ရှားမလို့တော့ဟုတ်တယ်နော်လူဆိုးလူမိုက်ကြီးတည်သွားတာနဲ့ယေရှုကိုမယုံကြည်တဲ့သူတိုင်းတည်သွားတာနဲ့အေးဝင်ဂလိမလုပ်ပဲထိုင်ဆုတောင်းပေးနေကေတင်ရှင်းရသွားပြီပေါ့ကျမ်းစာကအဲ့လိုမတုံတင်ထားဘူးဒါကြောင့်ဆုတောင်းလို့ရတယ်ဆိုပေမဲ့မထိရောက်တော့ဘူးဆိုတာပြောချင်တယ်ဘုရားရှင်